မင်္ဂလာပါ United Fan အကိုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ညကစားသွားတဲ့ Helsinki မှာကစားသွားခဲ့ရာဒီဆိုခြေစမ်းပွဲအဖွင့်ပွဲစဉ်မှာ Russian အတင်းနဲ့ကိုကျွန်တော်တို့ United အတင်းကတကူ0နဲ့ကျွန်တော်စိတ်ပြက်စရာခြေစွမ်းနဲ့ရှုံးနေခဲ့ပေမဲ့ဗျာကဲဒမီကစားသမားတွေအကြောင်းကျွန်တော်တို့တွေနည်းနည်းလေးဒုတိယပိုင်းမှာနည်းနည်းလေးစိတ်ပျော်ခဲ့ရတယ်ဗျာပထမဆုံးကစားပိုင်းကတကယ်ကိုညံပြင်းခဲ့တယ်ဗျာတကယ်ညံပြင်းခဲ့တယ်အဲ့တမှာဆိုရင်ကျွန်တော်တို့အဓိကပြောရမယ်ကစားသမားကဘာလို့လဲဆိုတော့ကျွန်တော်အဓိကစောင့်ကြည့်ခဲ့တဲ့ကစားသမားကွင်းလယ်မှာကစားသမားအတစ်အန်ဒရဆန်တိုကဆိုရင်ရုရှားပွဲစဉ်မှာဆိုရင်သူ့ရဲ့ဆွမ်းဆောင်ရည်တွေကအရန်ကောင်းမွန်ခဲ့တယ်ဗျာသူ့ရဲ့ပွဲဥထွက်ကစားပွဲမှာကျွန်တော်တို့ပိတ်တက်တွေနဲ့ဒီကစားသမားကိုပဲစောင့်ကြည့်ကြမယ်လို့မြင်အောင်မိတယ်သူနဲ့မေဆန်မောက်နဲ့တွဲလာခြင်းဟာနောက်ရာဒီမှာမေဆန်မောက်ကိုကျွန်တော်တို့တွေကွင်းလယ်မှာဆွဲချမယ်လို့ကျွန်တော်တို့ဘယ်လိုပြောမလဲထင်မိတယ်ဗျာသူမှနံပါတ်10ရောမှာကစားလို့ရတဲ့ဆွမ်းဆောင်ရည်ရှိတယ်ဗျာချက်စီးမှလည်းကစားဘူးတယ်ကျွန်တော်တို့ United မှာဆိုလဲဘရူနိုဖာနန်ဒက်နေရာမှာသူကစားနေကြပဲဒါပေမဲ့အန်ဒရဆန်တိုနဲ့တွဲလာတဲ့အချိန်မှာကွင်းရဲ့လောဝနှုံးနေကအရန်ကောင်းမွန်လာတယ်ဗျာမေဆန်မောင်းနဲ့အန်ဒရဆန်တိုကစားသမားဒါပေမဲ့ဒီကစားသမားတွေထဲမှာအကုန်လုံး17ယောက်လုံးမှာအန်ဒရဆန်တိုကခြေစွမ်းနေနည်းနည်းလေးတိတမြင်ရတယ်ဗျာခြေစွမ်းကောင်းမွန်နေတာကိုတွေ့ရတယ်ဘာလို့လဲဆိုတော့သူက ground jewel ဒီမှာအရန်ကောင်းတယ်area jewel မှာတော့အားနေပြီမဲ့ ground jewel ဒီမှာကောင်းတယ်ပြီးတော့ဘောလုံးကိုလည်းတိငင်နဲ့တိုက်စစ်ကိုလည်းပန်ပိုးနိုင်တယ်ဗျာကျွန်တော်တို့ Casemiro တို့တချို့ကစားသမားတွေဆိုရင်ကျွန်တော်ဘောလုံးတစ်လုံးကိုပေးဖို့ဆိုရင်သုံးဆိုင်နေတဲ့အချိန်တွေရှိတယ်ဒါပေမဲ့ Anderson တို့ကတိငင်နဲ့ပေးပို့နိုင်တယ်အမားနေတဲ့ပုံစံမျိုးတွေ့ရတယ်ပြီးတော့တိုက်စစ်ကိုလည်းထိုးပြီးတော့ဘောလုံးတွေပေးပို့နိုင်တယ်သူရဲ့ဘောလုံးပေးပို့မှုလဲဆိုတိကျမှုက61%လောက်တောင်ရှိတယ်အလောက်ထိကိုရှိတယ်ဘေးဘောလုံးကိုလည်းစေးတန်းကိုလည်းဆွဲတင်နိုင်တဲ့အချိန်က10%ဒီတပွဲထဲမှာပထမပိုင်းတပွဲထဲမှာလောက်သွားတာဘောလုံးဆင်လူးမှာ6ချိန်ဒီ6ချိန်ရဆိုရင်ကရောင်းလာတာဒီကရောင်းဘောလေးဆိုရင်သူကပိုင်နိုင်ကစားသမားတစ်ယောက်ဖြစ်တယ်ခန်းစစ်ကိုတော်တော်လေးကူပေးနိုင်တဲ့ကစားသမားဖြစ်တယ်ပြီးတော့ကျွန်တော်ဒီလိုမျိုးပွဲဥထွက်မှာအာနိုဆန်တို့ရဲ့ဘောလုံးထိန်းချုပ်မှုပေးပို့မှုတွေခန်းစစ်ကူညီမှုတွေကတကယ်အထင်ကြီးစရာလေးစားဖွယ်ကောင်းတယ်ဗျာဒီလိုကစားသမားမျိုးကိုကျွန်တော်တို့နောက်တစ်ပွဲမှာဘယ်လိုမျိုးခြေစွမ်းတွေပြတမယ်ဆိုတာကျွန်တော်တို့တွေစောင့်ကြည့်ရမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ပထမပိုင်းခြေစွမ်းတော့တော်တော်လေးကိုအတင်းညကစားသမားတွေပါပေမဲ့ခြေစွမ်းအရင်ညံ့နေတယ်ဗျာခြေစွမ်းကသူတို့ဟိုဘက်ကရက်ဟန်တင်းရတော့မှကျွန်တော်တို့တည်းပိုကောင်းတယ်ဗျာပထမပိုင်းမှာသူရဲ့ဘောပေးမှုတွေကညံ့ညောတယ် United ကသူတို့တော့အဲ့လိုမျိုးဘောပေးမှုတွေကအရန်ပြီးတော့ညံ့ညောနေတာမတွေ့ရဘူးပြီးတော့ကစားသမားဇစီကလည်းဘယ်လိုလဲဇစီဆိုတဲ့ကစားသမားကလည်းကျွန်တော်တို့ထင်ထားတဲ့နည်းနည်းလေးပိုးပြီးတော့ဖောင်အောင်နေတယ်ဗျာသူကလင်ကတ်တွေလည်းမတွဲနိုင်တယ်လို့ဘောလုံးကိုသူ့စီကိုရောက်လာပြီဆိုရင်ဘောလုံးထိန်းချုပ်မှုတွေမှာလည်းသူအရန်ကြီးအားမလို့အားမရဖြစ်မိတယ်ဗျာဒါပေမဲ့တပွဲတည်းကိုသူ့အတွက်သူ့ကိုမကောင်းဘူးလို့ပြောလို့တော့မရဘူးအဲ့ကြောင့်ကျွန်တော်တို့တွေဒီကစားသမားတွေကဖက်လိုင်းနဲ့ကစားသမားတွေတော်တော်များများနဲ့ကျွန်တော်တို့ပွဲထုတ်လာတယ်ဗျာဒါပေမဲ့ပွဲထုတ်လာပြီမဲ့ကျွန်တော်တို့ထင်တယ်လို့ဖြစ်မလာဘူးထင်တယ်လို့ဖြစ်မလာတော့ကျွန်တော်လူငယ်ကစားသမားတွေဝင်လာတယ်ဒုတိယပိုင်းမှာအဲ့မှာစပြီးတော့ကျွန်တော်တို့အတင်းဟာကစားသမားလေးတွေလူငယ်ကစားသမားလေးတွေအတွက်ကြောင့်ကျွန်တော်တို့တွေနည်းနည်းလေးဒုတိယပိုင်းမှာမျက်လုံးပြူးမျက်စံပြူးနဲ့ကြည့်ခဲ့ရတဲ့ပွဲဖြစ်တယ်ဗျာငါတို့ကစားသမားလေးတွေဘယ်လိုလုပ်ကြလဲမလဲငါတို့ကစားသမားလေးတွေဘယ်လိုများဘယ်အတင်းယူပဲဘယ်ကောင်တွေဆွဲခေါ်လို့ရမလဲအဲ့မှာဆိုရင်ကျွန်တော်တို့တခြားကြီးမိတဲ့ကစားသမားကဘယ်လိုလဲဆိုတော့ဟယ်ရီအမတ်ရဲ့ပြီးတော့ဒန်ကောဆိုတဲ့ကစားသမားရှိတယ်ဗျာအဲ့မှာကွင်းလယ်မှာဒန်ကောဆိုတဲ့ကစားသမားရှိတယ်ဟိုဘကာမာဇွန်ဆိုတဲ့ကစားသမားကလည်းကောင်းတယ်ဒါလို့ဘက်ကချမ်းရနေပြီးတော့ဒီကစားသမားလေးကနောက်ဖြစ်လာမယ်လို့ကျွန်တော်တို့ခန့်မှန်းလို့ရမယ်အဲ့မှာဆိုကာမာဇွန်ရဲ့စိတ်လေးစီရဲ့တို့ရဲ့အတွက်ဖက်တွေကမစိုးဘူးဗျစိတ်လေးစီဆိုရင်သူစီဘောလုံးရောက်ပြီဆိုရင်တို့လုတ်တွေနဲ့တခုလုတ်ပြတော့မဲ့ပုံစံမျိုးစိမ့်လေးစီကအဲ့လိုကစားသမားမျိုးလေးတွေဖြစ်တယ်ဗျာပြီးတော့ဒီယာဒီကျိုခြေစမ်းဝက်ဖြစ်တဲ့အတွက်ကြောင့်နောက်ပွဲတွေကလည်းအများကြီးရှိသေးတယ်ကျွန်တော်တို့နောက်ပွဲတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်ဒီစိမ့်လေးစီတို့ကာမာဇွန်တို့အာမက်ဟက်ဒီအာမက်တို့ဒန်ကောတို့ဒီလိုမျိုးကစားသမားလေးကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ဒီကစားသမားလေးတွေကဆိုရင်ကျွန်တော်တို့နောက်လာမဲ့ရိုဇင်ဘောနဲ့ပွဲမှာလည်းကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်နောက်လာမဲ့ရိုဇင်ဘောနဲ့ပွဲမှာဘယ်လိုမျိုးကစားသမားလေးတွေကိုပွဲထုတ်လာမလဲကျွန်တော်တို့ခန့်မှန်းလို့ရမယ်ဗျာညဟယ်ဒီဟီဘန်ဆိုရင်လည်းမစိုးဘူးဒါပေမဲ့မကွမ်းရလည်းငြိမ်နေဗျညပွဲဒီမှာဆိုရင်မကွမ်းရလည်းတော်တော်လေးငြိမ်နေ
ဒါပေမဲ့ကျွန်တော်တို့ဖက်လိုင်းထဲမှာအမ်မူမိုးတို့ဒိုကူတို့ဇက်စီတို့ဆိုတာကျွန်တော်တို့ထင်တယ်လို့ဖြစ်မလားဘူးဒိုကူကိုကျွန်တော်တို့အရင်အားကိုးလို့ရမယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်တို့ဒီမျိုးဝင်ကတယောက်တော့ခေါ်နိုင်မှဖြစ်မယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့သူများအတင်းနေမှာဆိုရင်ဗျာချက်စီဆိုရင်ဒီနေ့မှာပဲမော်ဂန်ရောဂျာကိုပေါင်တန်း118တန်းနဲ့ခေါ်သွားပြီဟီဝီကိုတွေပဲဖြစ်သွားပြီကျွန်တော်တို့အတင်းကတော့2ယောက်ပေါင်းမှာ85တန်းပဲခေါ်နိုင်နေတာအဲ့တော့စာကျင်တို့အနေနဲ့လောက်ပါကျွန်တော်တို့အတင်းကျွန်တော်တို့ဖန်နေအနေနဲ့ဒီလိုမျိုးဆိုင်းနေကောင်းကောင်းလေးတွေလောက်ပါဘာဖြစ်လို့လဲဆိုကျွန်တော်ကြီးချောက်ကြီးမှာဆိုကျွန်တော်တို့အတင်းတင်းနဲ့ပဲဆိုင်းနေကောင်းကောင်းလေးတွေမလောက်တာလို့ကျွန်တော်ခံယူနေရတယ်ဗျာကျွန်တော်တို့အတင်းမှာဆိုရင်တန်း100တန်းကစားတာမှတိတ်မရှိဘူးဘယ်သူမှလည်းမရှိဘူးအကြီးတွေးအပြင်ဖြစ်ချက်စီးပါဆိုကွင်းလယ်မှာဆိုရင်လေကိုင်စီတို့ဖာနန်တက်တို့ဆိုတာတန်း100တန်းနေအဲ့ဒီပြုံမှာမော်ဂန်ရောဂျာကြီးကိုတန်း118တန်းနဲ့ခေါ်သွားပြီဒီနေ့မှာပဲဟီးခိုးသွားတယ်အဲ့တော့ကျွန်တော်တို့အတင်းမှာလည်းလိုအပ်တယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့အတင်းမှာဆိုရင်ဒိုကူအမေအကူညာတကယ်လို့အစင်မပြေလို့ကျွန်တော်တို့ထည့်မယ်ဒိုကူကလည်းထင်းတဲ့လောက်ကြီးကျွန်တော်ဖြစ်လာမယ်လို့မထင်ဘူးအရင်ကျွန်တော်အားကိုးရမယ်လို့မထင်ဘူးအဲ့တော့ကျွန်တော်တို့ဘိုးဘွေအနေနဲ့3မှရမယ်ဗျာဒီဒိုကူနေရာတွေမှာဆိုရင်ဒီဒိုကူရဲ့နေရာမှာအခြားကစားသမားအစ်စ်တွေခေါ်ရောက်လာမယ်ဆိုရင်တိုက်စစ်ကမြင်မယ်ဆိုင်တယ်ရက်ဖို့ရောက်လာမယ်စဒီပြင်ကစားသမားရောက်လာမယ်ဆိုရင်ကျွန်တော်တို့တိုက်စစ်ကပိုးပြီးတော့မြိုင်မှာဖြစ်တယ်အမူမောလည်းဒီနေ့ဘယ်လိုဖြစ်နေလဲမသိဖောက်အောက်တယ်ဇက်စီကတော်ဆိုးတယ်ဇက်စီကတော့ဘောလုံးထိန်းချုပ်မှုတွေရောဘောလုံးထိန်းသိမ်းမှုတွေရောပြီးတော့ပေးပို့မှုတွေရောမတိကျတယ်လို့လင့်ကတ်တွေလည်းမသွဲနိုင်ဘူးအဲ့အတွက်ကျွန်တော်ဇက်စီကနည်းနည်းလေးပို့ပြီးတော့ဆိုးွားလာတယ်ဗျာနောက်ပွဲတွေမှာဘယ်လိုဖြစ်လာမလဲဆိုတာစောင့်ကြည့်ကြမယ်ဗျာရိုဇင်ဘောနဲ့ပွဲမှာဆိုရင်ကျွန်တော်တို့လူငယ်ကစားသမားလေးတွေဘယ်လိုခြေစွမ်းပြလာမလဲဘယ်လိုအနေထားလေးတွေဖြစ်လာမလဲကျွန်တော်တို့စောင့်ကြည့်ကြရင်လည်းနောက်တစ်ပွဲမှာပြန်ပြီးတော့တွေ့ကြမယ်ခင်ဗျာဟုတ်ကဲ့ပါ United Fan အကိုတွေအားလုံးကျေးဇူးပါခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ခင်ဗျာ